ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင် Zntv ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့Jenks ရဲ့ downtown တနေရာဖြစ်တဲ့ Masago Sushi ဆိုင်ကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မင်္ဂလာပါရှင်မင်္ဂလာပါဒီမှာ Esther တွေ့ရတာဝမ်းသာပါတယ်တွေ့ရတာဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ဦးဆိုင်ရဲ့နာမည်လေးက Masago ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဘယ်လိုတွေကြောင့်ဆိုင်နာမည်ကိုအဲ့လိုပေးဖြစ်လဲဆိုတော့ပြောပြလို့ရမလားရှင်ကျွန်တော်ညီကိုတွေတိုင်ပင်ပြီးတော့ Masago ဆိုတော့ကျွန်တော် sushi လုပ်ကြတဲ့အနေဒီ9ဦးဆိုပြီးမှပွားများအောင်ဆိုပြီးမှအဲ့ဒီရွေချက်နဲ့ကျွန်တော်တို့က Masago Sushi ဆိုပြီးမှကျွန်တော်ကနာမည်ပေးဖြစ်တာဖြစ်ပါတယ်အဲ့ဆိုတော့ဒီ Masago ကကျတော့အစုဆက်လုပ်ငန်းပေါ့နော်ဟုတ်ကဲ့ကျွန်တော်ညီကို3ယောက်အတွက်အစုဆက်လုပ်ငန်းဖြစ်ပါတယ် LLC ပေါ့နော်ဟုတ်ကဲ့ပါရှင်ဆိုတော့ဒီ Masago မှာအဓိကအဖြစ်ဆိုလို့ရှိရင် sushi ပေါ့နော်တခြားဘာရောရသေးလဲရှင်မြန်မာပြည်ကိုအလွမ်းပြေအနေနဲ့နန်းကြီးတုပ်ရတယ်JOC ကျက်ရတယ်မြန်မာပြည်အလွမ်းပြေအစားအစာအခုလောလောဆယ်တော့2မျိုးရပါတယ်နောက်ဆိုရင်တော့ထက်အပ်ဖို့အစီအစဉ်တွေလည်းရှိပါတယ် JO လည်းပါတယ်ထင်တယ်နော် JO လည်းပါတယ် JO က C ကျက်နဲ့ soup နဲ့2မျိုးဟုတ်ပါတယ်ဟုတ်အဲ့ဆိုလို့ရှိရင်ဈေးနှုန်းလေးရောပြန်များအဖြစ်ဘယ်လောက်ရှိလဲရှင်$something ပေါ့နော်အလုံး$12 something ပဲအဲ့ဆိုလို့ရှိရင်ဒီ Masago ရဲ့ signature ကဘာဖြစ်နိုင်မလဲsushi လဲလူကြိုက်များတယ်sushi combo ကြိုက်များတယ် sushi deep fry ကြိုက်များတယ်ကျွန်တော်တို့ရှိမှာနာမည်ကြီးတာတော့ Godzilla နဲ့ Cowboy တို့လည်းနာမည်ကြီးပါတယ်ဟုတ်ကဲ့ပါရှင်ပြီးတော့ဥစော်တော့ကြတော့ဒီစီးပွားရေးလုပ်ငန်းဘက်မှာဆိုလို့ရှိရင်ဘယ်လိုမျိုးပေါ့နော်ဘယ်လိုစိတ်နေစိတ်ထားပဲဖြစ်ဖြစ်စီးပွားရေးမှာဘယ်လိုလှမ်းတင်လဲကြည့်ရှုသူတွေကိုအနေငယ်ပြောပြပေးလို့ရမလားရှင်ကျွန်တော်အကြံဉာဏ်ပေးချင်တာတော့ကျွန်တော် experience ရတော့ဒီအမေရိကမှာတော့တယောက်တည်းလောက်တာတဲ့ဆိုင်တော့LLC အနေနဲ့လုပ်ပြီးမှအစုအဖွဲ့နဲ့လုပ်တယ်ဆိုရင်တော့ပို့ပြီးတော့လည်းအောင်မြင်တယ်ပို့ပြီးမှလည်းလုပ်ငန်းတွေတိုးချဲ့ဖို့အတွက်ပို့ပြီးမှလည်းအဆင်ပြေတယ်အဆက်ဆက်အရာဒီလိုစိတ်တူကိုတူညီကိုတွေပေါင်းပြီးမှလုပ်တယ်ဆိုရင်တော့ပို့ပြီးမှအောင်မြင်မယ်ပို့ပြီးမှအဆင်ပြေမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဟုတ်ကဲ့ဒီ Masago အပြင်တခြားလုပ်ငန်းစုတွေရောရှိသေးလားရှင်ကျွန်တော်ညီကိုတွေတခြားလုပ်ငန်းတွေလည်းရှိပါတယ်ကြက်မွေးမြူရေးလုပ်ငန်းလည်းရှိတယ်ကျွန်တော်ဒီကနေတနင်္လာရီလောက်မောင်းရတဲ့ညမှာကျွန်တော်ကြက်ချံရှိပါတယ်ကြက်ချံဧက100ကျော်ရှိပါတယ်ကျွန်တော်ရှစ်ချံပြီးနွားတွေလည်းမွေးထားပါတယ်ကျွန်တော်ညီကိုတွေအဲ့ဒီမွေးမြူစုရေးလည်းလုပ်ပါတယ်ကြက်ချံဆိုတော့ဥစားချက်အသားစားချက်ဒါမှမဟုတ်ရှင်ကြက်ဥတို့ဥစော်တို့ကိုစော်တို့လုပ်တဲ့ဥစားတော့အသားစားချက်ဟုတ်တယ်ဘွိုင်လာဟုတ်တယ်ကြက်ချံရှစ်ချံပေါ့နော်ကျွန်တော်ညီကိုတွေကြက်ချံရှစ်ချံမှာနွားတွေလည်းမွေးထားတယ်ဒီချက်ကလည်းအဓိကပေါ့နော်နွားကတော့ကျွန်တော်ခြံထဲမှာလွတ်နေရအကြောင်းမို့နွားတွေလည်းပြန်မွေးထားတယ်ဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်နောက်ဆုံးပေါ့နော် Zntv ကြည့်ရှုသူတွေကိုဒီဆိုင်ရဲ့ signature ပဲဖြစ်ဖြစ်စကားလက်ဆောင်ပါချင်တာတခုခုရှိလို့ရှင်ပြောပြပေးပါအောင်ရှင်ကျွန်တော်တို့ Zntv ကိုလည်းအထူးကျေးဇူးတင်တယ်ကျွန်တော်တို့ဆိုင်စားဖွင့်ကြတဲ့နေ့ကျွန်တော်အရင်တော့ဒီကြက်ချံလုပ်ငန်းအရင်တော့ကြက်ချံအကိုတို့က4ချံအရင်လုပ်တယ်အဲ့တော့ကလည်းလာပြီးမှ interview တယ်အားလုံးလိုအပ်တာတွေကိုကျွန်တော်တို့လမ်းပြပေးတဲ့ဆိုအရင်ကျေးဇူးတင်တယ်ကျွန်တော်တို့ဒီစားတောက်ချိုင်စားဖွင့်တဲ့အချိန်မှာလဲတစ်ချိန်မကနှစ်ချိန်မကကျွန်တော်တို့လာပြီးမှဖေးမတယ်လာပြီးမှကျွန်တော်တို့အားလုံးနဲ့တီးအောင်လို့မိတ်ဆက်ပေးတဲ့ကျွန်တော်အားလုံးကိုကျေးဇူးတင်တယ်ကျွန်တော်မြန်မာပြည်သားတွေဖွင့်ထားတဲ့ဆိုင်ကိုလာရောက်အားပေးဖို့အတွက်အားလုံးကိုလည်းအထူးဖိတ်ခေါ်ပါလိုပါတယ်ကျွန်တော်စီမှာတော့ဒီ Japanese အစားအစာရယ်မြန်မာအစားအစာရယ်ဒီကိုရီးယားအစားအစာတွေရပါတယ်လို့ပြီးရင်အားလုံးကိုလိုက်လဲကြိုဆိုပါတယ်လို့ကျွန်တော်တို့ဆိုင်မှာကတော့ Zomi လို့လည်းပြောတယ်မြန်မာလို့လည်းပြောတယ်ကချင်လို့လည်းပြောတယ်အင်္ဂလိပ်လို့လည်းပြောပါတယ်လို့အရင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဦးစောဒီဆိုင်ရဲ့ Masago ရဲ့တီနေရာလေးကိုအတိအကျပြောပြလို့ရမလားရှင်အခုတို့ဆိုင်ကတော့ Masago Asian and Bistro ဟုတ်ပါတယ် address ကတော့397 East Main Street Jenks Oklahoma 74037ဟုတ်ပါတယ် Main Street မှာဟုတ်ပါတယ်ဟုတ်Masago ရဲ့ဖွင့်ချိန်ပိတ်ချိန်လေးကိုလည်းတစ်ချက်ပြောပြရအောင်အခုတော့ Monday to Saturday ဟုတ်တယ် Sunday တော့ပိတ်တယ်Monday to Saturday ကတော့11ကနေ8:30 Friday နဲ့Saturday ကတော့9 PM မှာပိတ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင် Masago မှာ happy hour ရှိပါလားရှင်အခုတော့ Masago မှာ2 to 5 happy hour every day ရှိပါတယ်happy hour မှာလည်းအားလုံးလာရောက်အားပေးနိုင်ပါတယ်လို့အထူးဖိတ်ခေါ်အပ်ပါတယ်ဟ
ဟုတ်ကဲ့ပါရှင်ဟိုဥစောအဲ့ပြီးတော့ drink တွေကကြတော့ဘာတွေရလဲရှင် drink ကတော့ကျွန်တော်တို့ဒီဟိုအစုံရပါတယ် boba drink လည်းရတယ် lemonade လည်းရတယ်ကျွန်တော်တို့ရဲ့ဒီမှာ draft တွေ Sapporo draft တို့ဟို sake တို့လည်းwine တို့လည်းစုံလင်စွာရပါတယ်လို့လာပြီးတော့လည်းအားပေးနိုင်ပါတယ်လို့ဟုတ်Masagoမှာအလုပ်လုပ်တဲ့သူကဘယ်နှစ်ယောက်လောက်ရှိလဲရှင် full time ကလောလောဆယ်က6ယောက် part time နဲ့ဆိုရင်တော့17ယောက်လောက်ရှိပါတယ်လို့လုပ်တဲ့လူအားလုံးပေါင်းတော့17ယောက် part time ရော full time ရောဆိုရင်တော့17ယောက်လောက်ဟုတ်ပါတယ်ဟုတ်ကဲ့ပါရှင်ကိုစောအခုဒီ Masago ရဲ့စားပွင့်တဲ့နှစ်လေးကိုပြောပြပေးလို့ရပါရှင်ကိုတို့ဒီဆိုင်စားပွင့်တာတော့2023 June လမှာဖြစ်ပါတယ်လို့အခုဖွင့်တာတော့6လရှိလာပါပြီလို့ဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကိုစောကဘာဖြစ်လို့ဒီစားတောက်ကုန်လုပ်ငန်းဘက်ကိုရွေးချယ်ခဲ့လဲဆိုတော့ပြောပြပေးလို့ရမလားရှင်ကျွန်တော်တို့ညီအကိုတွေကတော့အရင်ကတည်းကကျွန်တော် Zomi တို့ကျွန်တော်ကချင်တွေကတော့ကျွန်တော်တို့တွေက sushi ဘားလုပ်တာများတယ် restaurant မှာ franchise လုပ်တဲ့အနေနဲ့ကျွန်တော်ညီကိုတွေတိုင်းရင်းသားတွေကလုပ်တာများတယ်ဒါပေမဲ့ကျွန်တော်ညီဖာတာကျွန်တော်တို့ကိုပိုင်ဆိုင် own business လေးဖွင့်ချင်တယ်ဆိုတော့အဲ့ဒီစူးစမ်းချင်တဲ့စိတ်နဲ့ကျွန်တော်ညီကိုတွေကဒီဆိုင်ကိုဖွင့်ဖြစ်သွားတာဖြစ်ပါတယ်အစဖွင့်တဲ့အချိန်မှာတော့လိုအပ်ချက်တွေအခက်အခဲတွေအများကြီးရှိပါတယ်ဒါပေမဲ့လိုအပ်ချက်တွေအခက်အခဲတွေချက်တွေကိုကျွန်တော်တို့ရဲ့လုပ်ငန်းတွေပဲကျွန်တော်တို့ကိုပြန်ပြီးတော့တင်ပေးသွားတဲ့အကြောင်းပေါ့နောက်ပိုင်းမှာတော့အဆအရအဆင်ပြေလာပါတယ်လို့ဟုတ်ကဲ့ပါရှင်အဲ့ဆိုရှင်ကိုတို့ဒီအဆုဆက်လုပ်ငန်းပေါ့နော်မတူညီရဲ့တိုင်းရင်းသား3ယောက်ပေါ့နော်ဟုတ်ကဲ့ဘယ်လိုတွေးဖြစ်ပြီးတော့ဘယ်လိုဖွင့်ဖြစ်ကြလဲဆိုတော့တစ်ချက်လောက်ပြောပြကျွန်တော်တို့ဒီကိုဂင်ဆမ်ခင်ရဲ့ဂင်လျန်ထွန်ရဲ့ကိုဇော်ရဲ့ကခင်နာ10နှစ်ကျော်လာပြီအကိုတို့ကဟိုဆူရှီfranchise လုပ်ကြတဲ့နေခင်ကြတယ်ပြီးရင်ကျွန်တော်အကိုတို့ညီကိုတွေကZomi နဲ့ကချင်ဆိုတော့ညီအကိုဆိုတော့ကျွန်တော်တို့တွေကခရစ်တော်ထဲမှာလည်းညီအကိုပဲဆိုတော့ကျွန်တော်ညီအကိုတွေကစိတ်တူကိုတူဟိုတဘောထားတူညီဆောင်နဲ့ကျွန်တော်တို့စီးပွားရေးတွေကိုပေါင်းပြီးတော့လုပ်ဖြစ်တယ်အစားကတည်းကနေကျွန်တော်တို့ညီကို3ယောက်ကအဆင်ပြေတယ်လုပ်တဲ့အညာမှာလည်းတိုင်းပြင်းလုပ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လုပ်ငန်းမှာလည်းဖျားခင်ကောင်းချီးပေးတဲ့အတွက်ကြောင့်မို့ပြီးတော့ကျွန်တော်တို့ညီကိုတွေကိုချစ်ခင်တဲ့Zomi မြန်မာပြည်သားတွေရောကချင်လူမျိုးတွေရောဒီထိုးစာမှာရှိတဲ့လူတွေအားလုံးကလာပြီးတော့ဝိုင်းဝန်းကူညီတဲ့အတွက်ကြောင့်မို့ပို့ပြီးမှအောင်မြင်ပါတယ်ပို့ပြီးမှအဆအရလုပ်တဲ့လုပ်ငန်းထဲမှာပို့ပြီးတော့အောင်မြင်လာပါတယ်လို့ကိုကနည်းနည်းပြောချင်ပါတယ်ဟုတ်ကဲ့ပါရှင်ညီမအတွက်ဆိုလို့ရှင်လည်းဒီ Masago ဆိုင်လေးကိုစားရောက်လာရပါတော့ရောက်လာပြီးတဲ့အခါကျတော့ကြည့်လိုက်တယ်လူမျိုးခြားကိုလူမျိုးတွေတင်မဟုတ်ပဲနိုင်ငံခြားသားတွေပါအများကြီးလာပြီးတော့လာရောက်စားတောင်းနေတာကိုတွေ့ရတယ်ပေါ့နော်အဲအကြောင်းလို့မလာသေးဘူးဆိုလို့ရှင်အနည်းဆုံးတော့တစ်ခေါက်လောက်ကတော့လာတင်ပါတယ်လို့ကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့ဖိတ်ခေါ်ပါတယ်အားလုံးကိုနွေးနွေးထွေးစွာနဲ့ကြိုဆိုပါတယ်လို့ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီ Zntv လည်းကျေးဇူးတင်ပါတယ် Zntv founder မဇမ်နူးနဲ့မိသားစုတွေကိုလည်းဖျားခင်ပို့ပြီးတော့ကောင်းချီးပေးပါစေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်